ရှင်ပြုအလှမှာလောက်ခဲ့တဲ့အပြုတ်မှုလေးတစ်ခုအတွက်ခြေကျူးခံနေရတဲ့ရွှေမုံရတီခိုင်နှင်းဝင်ရင်သွေးလေးတွေရဲ့ရှင်ပြုနာတာအလှမင်္ဂလာပွဲမှာရင်သွေးတယောက်ပေါ်ကိုလောက်ခဲ့တဲ့မထမတ်တဲ့လောက်ရလေးတစ်ခုကြောင့်ခြေကျူးခံနေရတာကတော့တရုတ်ဆောင်မင်းသမီးအကယ်ဒမီရွှေမုံရတီပါရွှေမုံရတီကအနုပညာလောကကိုဆယ်ကျော်သက်အရွယ်မှာစတင်ဝင်ရောက်လာခဲ့ရဖြစ်ပြီးရွှေမုံရတီရဲ့ပွင့်လင်းတော်လက်တဲ့ item တွေဘယ်သူနဲ့မှမတူတဲ့ကိုယ်ပိုင်အခြေစတိုင်တွေစစ်စရာကောင်းတဲ့စကားပြောဟန်တွေကြောင့်ရွှေမုံရတီဟာပရိသတ်ချစ်တော်တရုတ်ဆောင်မင်းသမီးလေးဖြစ်နေပါတယ်အထူးသဖြင့်အနုပညာလောကမှာရွှေမုံရတီကမာနာကြီးရဲ့မင်းသမီးအခြေမင်းသမီးဆိုပြီးနာမည်ကြီးပါတယ်။ဒါပေမဲ့လည်းအခုအခါမှာတော့ခိုင်နှင်းဝေရဲ့ရှင်ပြုအလူပွဲမှာရွှေမုံရတီရဲ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကလူပြောများနေရဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့တပေါင်းလာပြည့်နေ့မှာတော့ပရိုက်တာမင်းသမီးကြီးခိုင်နှင်းဝေဟာသူ့ရဲ့ရင်သွေးလေးတွေအတွက်ရှင်ပြုနာတာအလူတော်မင်္ဂလာပွဲကြီးကိုချိန်သေးကျင်းပခဲ့ရဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ရှင်ပြုအလူတော်မင်္ဂလာပွဲကြီးကိုတော့နိုင်ငံကျော်ထိပ်တန်းအနုပညာရှင်မင်းသားမင်းသမီးများစွာတက်ရောက်ခဲ့ကြပါတယ်။ဒီအထဲမှာအနုပညာလောကနဲ့ဝေးကွာနေခဲ့ရကြပြီဖြစ်တဲ့ရွှေနဲ့ရွှေဇနီးမောင်နှံဖြစ်တဲ့ရွှေမုံရတီနဲ့ရွှေထူးတို့လည်းတက်ရောက်လာခဲ့ကြပါတယ်။သူတို့တွေကခိုင်နှင်းဝေကိုကူညီပေးရင်းနဲ့မောင်ရှင်လောင်းလေးတွေကိုစံချတဲ့နေရာမှာမိဘတွေနေရာကနေပါဝင်ပေးခဲ့ကြပါတယ်။ဒီအချိန်မှာပဲရွှေမုံရတီကမောင်ရင်လောင်းပေါ်မှာထင်မှတ်ထားတဲ့အလုပ်တစ်ခုကိုလုပ်လိုက်တာကြောင့်လူပြောများပြီးတော့ချီကျူးနေခဲ့ရပါတယ်။ခိုင်နှင်းဝေရဲ့ရင်သွေးလေးများကေဟာကကလေးငယ်လေးတွေကိုရှင်သာမဏေတွင်ဖို့အတွက်စံချတဲ့နေရာမှာရွှေမုံရတီတို့ဇနီးမောင်နှံကကူညီပေးခဲ့ရပါဒီအချိန်မှာစံချကနေသပင်တွေမှာရေဆိုပြီးတော့မျက်နှာတွေမှာရေတွေဆိုရွှဲသွားတဲ့မောင်ရှင်လောင်းတစ်ယောက်ကိုမင်းသမီးရွှေမုံရတီကသူမရဲ့ကိုယ်ပေါ်မှာခြုံထားတဲ့ဘဝနဲ့တေးသေးချာချာတုပ်ပေးနေကြရဖြစ်ပါတယ်ရွှေမုံရတီဟာခိုင်နှင်းဝေရဲ့ရှင်ပြုအလူပွဲကိုအခမ်းအနားအလှပဆုံးခြုံဘဝနဲ့အတူတန်ဖိုးကြီးမြန်မာဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်ဒါပေမဲ့လည်းရွှေမုံရတီကသူမရဲ့တန်ဖိုးကြီးခြုံဘဝကိုလက်တော်ဝတ်တစ်ခုလိုအသုံးပြုပြီးတော့မောင်ရှင်လောင်းရဲ့မျက်နှာကိုတုပ်ပေးနေကြရဖြစ်ပါတယ်ရွှေမုံရတီရဲ့ဒီလိုအပြုတ်မှုလေးကချီကျူးစရာစိတ်ဓာတ်လေးဖြစ်ခဲ့ရပါတကယ်ဆိုရင်ရွှေမုံရတီကခက်ချီချီနေထိုင်ပြောဆိုတတ်တာကြောင့်သူမကိုအင်မတန်မာနာကြီးရဲ့မင်းသမီးတစ်လက်လို့ဝေဖန်နေကြတဲ့သူတွေအများအပြားပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအခုလိုမျိုးသူမရဲ့တန်ဖိုးကြီးမားတဲ့ဘဝကိုပေးချန်သွားမှစိုးရိမ်မနေပဲမောင်ရှင်လောင်းရဲ့မျက်နှာပေါ်ကရေလေးတွေကိုတေချာစွာတုပ်ပေးနေကြရကတော့စိတ်တဘောရနူးညံ့ဖြူစင်သူလေးဆိုတာတက်တေပြသနေခဲ့ပါတယ်ရွှေမုံရတီရဲ့ခင်ပွန်းအဆိုတော်ရွှေထူးကတော့ရွှေမုံရတီဟာဒီလိုမျိုးမောင်ရှင်လောင်းအမေဖြစ်ချင်နေရကြောင်းသားလေးတယောက်လိုချင်နေကြောင်းပြောခဲ့တာဖြစ်ပါတယ်။ရွှေထူးနဲ့ရွှေမုံရတီတို့ကလက်ထပ်ထားတာ9နှစ်ကျော်6နှစ်ပတ်ကိုရောက်လာပေမဲ့ရင်သွေးရတနာမရသေးပါဘူး။ဒါကလည်းရွှေထူးနဲ့ရွှေမုံရတီတို့ဟာအနုပညာအလုပ်တွေနဲ့မအားလက်တာပါတယ်လို့ကျမ်းမာရေးအခြေအနေကြောင့်လည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းမကြခင်အချိန်တွင်းမှာတော့ရွှေထူးနဲ့ရွှေမုံရတီတို့ဟာရင်သွေးလေးရဖို့အတွက်စူးစမ်းနေကြပြီလို့သိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမောင်ရှင်လောင်းလေးပေါ်မှာဂုံပကသနာမန်မာနာတွေမရှိတဲ့ရွှေမုံရတီရဲ့အပြုတ်မှုတွေပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။